ရှင်မဿဲခရစ်ဝင်ခန်းကြီး24ယေရှုသည်ဗိမာန်တော်မှထွက်ကြွတော်မူသည်ရှိသောတပည့်တော်တို့သည်ဗိမာန်တော်၏တိတ်ဆောင်များကိုပြခြင်းငှာအထံတော်သို့ချဉ်ကပ်ကြ၏ယေရှုကလည်းဤအရာအလုံးစုံကိုသင်တို့သည်မြင်ကြသည်မဟုတ်လောငါအမှန်ဆိုသည်ကမဖြိုမချဘဲကြောက်တစ်ခုပေါ်မှတစ်ခုမျှတည်မနေရဟုမိန့်တော်မူ၏ထိုနောက်တန်လွန်တောင်ပေါ်မှထိုင်တော်မူစဉ်တပည့်တော်တို့သည်အခြားသူမပါဘဲချဉ်ကပ်၍ထိုအမှုအရာတို့သည်ဘေကာလမှဖြစ်မည်ကို၎င်းကိုယ်တော်သည်ကြွလာ၍ဤကပ်ကဘာကုံသောပုပ္ပနမိတ်သည်အဘယ်နမိတ်ဖြစ်မည်ကို၎င်းအမိန့်ရှိတော်မူပါဟုလျှောက်ကြ၏ယေရှုကလည်းသင်တို့ကိုအဘယ်သူမျှမလှည့်ဖျားစေခြင်းငှာသတိပြုကြလော့အများသောသူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်သင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောသတင်းစကားကို၎င်းကြားရကြလိမ့်မည်သို့တော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းကသတိပြုကြလော့ထိုအမှုအရာများသည်ဖြစ်ရမည်သို့တော်လည်းအဆုံးသည်မဖြစ်သေးလူတစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ဘက်ပြုကြလိမ့်မည်အရရက်တို့၌အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမှုအရာတို့သည်ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်သည်ထိုကာလ၌လူအများတို့သည်တင်တို့ကိုညှင်းဆဲခြင်းအသေးသက်ခြင်းကိုခံစေခြင်းကအနှံကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်တင်တို့ကိုမုန်းကြလိမ့်မည်ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းသို့ရောက်၍အချင်းချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်အချင်းချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖျားကြလိမ့်မည်မတရားသောအမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမေတ္တာသည်ခေါင်းပါလိမ့်မည်အကျဉ်သူသည်အဆုံးတိုင်အောင်တည်ကြည်၏ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်းနိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုလောကီနိုင်ငံအရရက်ရှိသမျှတို့၌ဟောရလိမ့်မည်တုတ်ပြီးမှအဆုံးသည်ဖြစ်လက်တံထို့ကြောင့်ပရောဖက်ဒံယေလဟောသည့်အတိုင်းဖြစ်စည်းတတ်သောယွန်းရှာဖွယ်အရာသည်တန်ရှင်းသောအယက်ဌာန၌စိုက်နေသည်ကိုသင်တို့မြင်ရလျင်ကျမ်းစာကိုကြည်သောသူသည်နားလည်ပါစေထိုသို့မြင်ရလျင်ယူဒပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစေအိမ်မိုးပေါ်မှရှိသောသူသည်အိမ်ထဲကဥစ္စာကိုယူခြင်းဟာမစင်းစေနှင့်လေ၌ရှိသောသူလည်းမိမိအဝတ်ကိုယူခြင်းဟာနောက်သို့မပြန်စေနှင့်ထိုနေ့ရက်၌ကိုယ်ဝင်ဆောင်သောမိန်းမနှင့်နှုတ်ဆုသူငယ်ရှိသောမိန်းမတို့သည်အလွန်ခက်ကြလိမ့်မည်သင်တို့ပြေးရသောအချိန်သည်ဆောင်းကာလ၌မကျဥပုသ်နေ့၌လည်းမကျမီအကြောင်းဆုတောင်းကြလော့အကြောင်းမူကားကဘာဦးမှဆ၍ယခုတိုင်အောင်မဖြစ်စဖူးနောက်၌လည်းမဖြစ်လက်တန့်သောကြီးစွာသောဒုက္ခသည်ထိုကာလ၌ဖြစ်လိမ့်မည်ထိုကာလတာရှည်လျင်အဘယ်သူမျှမလွတ်နိုင်ရာရွေးချယ်သောသူတို့အဖို့အလို့ငှာထိုကာလသည်ဒိုလိမ့်မည်ထိုအခါသူတစ်ပါးကဤအရက်၌ခရစ်တော်ရှိသည်ထိုအရက်၌ရှိသည်ဟုဆိုတော်လဲမယုံကြနှင့်အကြောင်းမူကားခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ရွေးချယ်သောသူတို့ကိုပင်လှည့်ဖျားနိုင်လျင်လှည့်ဖျားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာအံဖွယ်သောအမှုတို့ကိုပြကြလိမ့်မည်ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီထိုကြောင့်သူတို့ကခရစ်တော်သည်တော၌ရှိသည်ဟုဆိုတော်လဲထွက်မသွားကြနှင့်တိုက်ခန်း၌ရှိသည်ဟုဆိုတော်လဲမယုံကြနှင့်လျှစ်စစ်သည်အရှိမှပြည့်၍အနောက်တိုင်အောင်ထွန်းလင်းတဲ့ကဲ့သို့လူသားသည်ကြွလာတော်မူလက်တံအသေးကောင်ရှိရ၌လင်းသားတို့သည်စုဝေးကြလက်တံထိုကာလ၏ဒုက္ခဆင်းရဲခြင်းနောက်ရုတ်ခနဲနေသည်မိုက်လိမ့်မည်လသည်အလင်းရောင်ကိုမပေးခြေတို့သည်ကောင်းကင်မှကျကြလိမ့်မည်ကောင်းကင်တကူတို့သည်တုန်လှုပ်ကြလိမ့်မည်ထိုအခါလူသား၏နမိတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှလူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ၍လူသားသည်ကြီးစွာသောဘုံတကိုးအာနုဘော်ကိုဆောင်လျက်
မိုးတိမ်ကိုစီး၍ကြောလာတော်မူသည်ကိုမြင်ရကြလိမ့်မည်လူသားသည်မိမိတမန်တို့ကိုဆေလွတ်၍တဘိုးခရာကိုပြင်းစွာမှုတ်စေတော်မူသည်ဖြင့်သူတို့သည်ရွေးချယ်တော်မူသောသူတို့ကိုအရက်လေးမျက်နှာကောင်းကင်အောက်ထက်ဝင်းကျင်တို့မှခေါ်၍စုယုံကြလက်တံတင်းဘောတဖန်းပင်ကိုအစွဲပြု၍ပုံတစ်တစ်တစ်ခုကိုမှတ်ကြလော့တင်းဘောတဖန်းပင်သည်အခက်အလက်နှု၍အရွက်ပေါက်သောအခါຫນွေကာလနီးသည်ကိုတင်းတို့သိကြ၏ထိုနည်းတူထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျင်လူသားသည်တကားဝတိုင်အောင်အနီးသို့ရောက်တော်မူသည်ကိုသိမှတ်ကြလော့ငါအမှန်ဆိုသည်ကယခုဖြစ်သောလူများမကုန်မီထိုအကြောင်းအရာအလုံးစုံတို့သည်ဖြစ်ကြလိမ့်မည်ကောင်းကင်နှင့်မြေကြီးမတည်တော်လဲငါစကားတည်လိမ့်မည်ထိုအချိန်နာရီကိုကအဘယ်သူမျှမသိကောင်းကင်တမန်မသိငါခမဲတော်တပါးလေးသာတည်တော်မူ၏လူသားသည်ကြွလာသောအခါနောအဲလက်ထက်၌ပြစ်တကဲ့သို့ဖြစ်လိမ့်မည်ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌နောအဲသည်တင်ဘောထဲသို့ဝင်သောနေ့တိုင်အောင်လူများတို့သည်စားတောက်လျက်ထိမ်းများဆုံဖက်လျက်နေ၍ရေလွှမ်းမိုးခြင်းရောက်သဖြင့်လူခတ်သိန်းတို့ကိုတုတ်တင်ဖယ်ရှင်းသည့်တိုင်အောင်ဒရီမဲနေကြသည်ဤတူလူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်ထိုအခါလျက်၌ရှိသောသူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရရလက်တံကျိတ်ဆုံကျိတ်သောသူနှစ်ယောက်တို့တွင်တယောက်ကိုသိမ်းယူ၍တယောက်မူကားနေရရလက်တံတင်းတို့အရှင်သည်အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုတင်းတို့မသိသောကြောင့်စောင့်နေကြလော့တခိုးလာမည့်အချိန်နာရီကိုအင်ရှင်သိရလျင်မိမိအိမ်ကိုထွင်းမဖောက်စေခြင်းဟာစောင့်နေလိမ့်မည်ကိုတင်းတို့သိကြ၏ထိုကြောင့်တင်းတို့သည်ပြင်ဆင်လျက်နေကြလော့အကြောင်းမူကားတင်းတို့မထင်မှတ်သောအချိန်နာရီ၌လူသားသည်ကြွလာလိမ့်မည်အရှင်သည်မိမိအိမ်သူအိမ်သားအပေါင်းတို့အားအချိန်တန်လျင်အစားအသောက်တို့ကိုခွဲဝေစေခြင်းဟာအအုပ်အချုပ်ခံထား၍တစ္ဆာနှင့်၎င်းသတိပညာနှင့်၎င်းပြည့်စုံသောကျွန်ကအဘယ်သူနည်းအကျဉ်းကျွန်သည်ဤသို့ပြုလျက်နေသည်ကိုအရှင်သည်ပြန်လာ၍တွေ့၏ထိုကျွန်သည်မင်္ဂလာရှိ၏ငါအမှန်ဆိုသည်ကအရှင်သည်မိမိဥစ္စာရှိသည်များတို့ကိုထိုကျွန်၌အပ်လိမ့်မည်သို့မဟုတ်မူကားအကျဉ်းကျွန်ဆိုးကငါအရှင်လာခဲလိမ့်မည်ဟုစိတ်ထဲ၌အောက်မေ့သည်နှင့်ကျွန်ချင်းတို့ကိုရိုက်ပုတ်လျက်တေတောက်ကျူသောသူတို့နှင့်တကွစားတောက်လျက်နေ၏ထိုကျွန်မကြည့်မမျှော်သောနေ့ရက်မကြားမသိသောအချိန်သာ၏၌သခင်သည်ရောက်လာလျင်ထိုကျွန်ကိုပြင်းပြစွာကွပ်မျက်ဆုံးမ၍ငိုကြွေးခြင်းအံတွားခဲကြိတ်ခြင်းရှိရာအရ၌ဟန်ဆောင်တတ်သောသူတို့နှင့်တကွနေရာချလက်တံဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်ဂျာနာသို့ရောက်စီတိုင်းကောင်းကြီးဖြစ်ပါစေ